ဇလန်အစမှာဂျိုးရီဟာသူမရဲ့အကိုဖြစ်သူပိုင်ဆိုင်တဲ့ရေစီးတံမြစ်အတွင်းလေစီးပန်းဖြေစခန်းစီကိုကားမောင်းပြီးထွက်လာခဲ့ပါတယ်။လမ်းမှာသူမရဲ့ချစ်သူဂျိမ်းစီကဖုန်းလာပါတယ်။ဂျိမ်းစ်ကခရီးစဉ်အကြောင်းမေးမြန်းရင်းခရီးကပြန်လာရင်အိမ်အသစ်ရှာဖို့နဲ့အနာဂတ်အစီအစဉ်တွေကိုစိတ်အားထက်သန်စွာပြောဆိုနေပေမဲ့ဂျိုးရီကတော့စိတ်မပါလက်မပါနဲ့ပဲပြန်ဖြေနေခဲ့ပါတယ်။စခန်းကိုရောက်တဲ့အခါသူမရဲ့အကိုဖြစ်သူဂရေးနဲ့နှွေးထွေးစွာဆုံတွေ့ခဲ့ပါတယ်။ဂရေးကသူမကိုဧည့်သည်နှစ်ယောက်ဖြစ်တဲ့ကာရစ်ဆာနဲ့ဘန်တို့နဲ့မိတ်ဆက်ပေးပါတယ်။အဲ့ဒီနောက်ဂရေးကဒီခီးစဉ်မှာသူတို့ရဲ့ငယ်တငယ်ချင်းထရီဘာလည်းလိုက်ပါလာမယ်လို့ပြောတဲ့အခါဂျိုးရီဟာအံ့ဩသွားပြီးစိတ်မသက်မသာဖြစ်သွားပါတယ်။ထရီဘာဟာထောင်ကထွက်လာတာမကြသေးပဲဂရေးကသူ့ကိုအလုပ်ပေးပြီးဘဝသစ္စာတင်ဖို့ကူညီထားသူဖြစ်ပါတယ်။ဂျိုးရီဟာဆရာဝန်တစ်ယောက်ဖြစ်ပြီးထရီဘာနဲ့စကားပြောရတာအဆင်မပြေသလိုခံစားနေရပေမဲ့ဘာမှမဖြစ်သလိုဟန်ဆောင်ထားပါတယ်။အဖွဲ့သားအားလုံးလေလော်နီးတွေကိုလေ့ကျင့်ပြီးနောက်မြစ်အတွင်းကိုစတင်ထွက်ခွာခဲ့ကြပါတယ်။အစပိုင်းမှာဂျိုးရီဟာတခုခုကိုစိုးရိမ်နေပုံရပေမဲ့နောက်ပိုင်းမှာတော့အဖွဲ့သားတွေရဲ့ပျော်ရွှင်မှုတွေကြောင့်စိတ်လက်ပေါ်ပါလာပါတယ်။ပထမဆုံးရေစီးတန်တဲ့နေရာကိုဖျက်ကျော်ပြီးနောက်တာယာတဲ့နေရာတစ်ခုမှာစခန်းချဖို့ပြင်ဆင်ကြပါတယ်။တဲထိုးပြီးတဲ့နောက်မှာကာရစ်ဆာကအပေါ်ပါသွားဖို့နေရာမေးတာကြောင့်ဂရေးကဘေးကင်းအောင်ဝက်ဝံကာကွယ်ရေးစပရေးဘူးကိုပေးလိုက်ပါတယ်။ညဘက်မီးပုံပွဲလုပ်ရင်းစကားပြောကြတဲ့အခါအဖွဲ့သားတွေကဂျိုးရီရဲ့ချစ်သူအကြောင်းမေးကြပါတယ်။ဂျိုးရီကသူမတို့နှစ်ယောက်လုံးဟာဆရာဝန်တွေဖြစ်ကြောင်းပြောပြတဲ့အခါထရီဘာဟာမနာလိုစိတ်တွေပေါ်လာပါတယ်။ထရီဘာဟာဂျိုးရီအပေါ်အစကတည်းကစိတ်ဝင်စားနေပုံရပါတယ်။ညစ်နက်လာတဲ့အခါဂျိုးရီကအနားယူဖို့တဲဝင်သွားပါတယ်။ဘန်ကလည်းအပေါ်ပါသွားဖို့အမှောင်နဲ့ထွက်သွားခဲ့ပါတယ်။အရက်မူးနေတဲ့ထရီဘာကလည်းဘန်ရဲ့နောက်ကိုလိုက်သွားပါတယ်။ဂျိုးရီဟာသူမရဲ့ချစ်သူစီစာပြန်ဖို့ကြိုးစားပေမဲ့လိုင်းမကောင်းတာကြောင့်စာကပို့လို့မရခဲ့ပါဘူး။ဂျိုးရီအိပ်ပျော်ခါနီးအချိန်မှာထရီဘာရဲ့အကူအညီတောင်းတန်ကိုကြားလိုက်ရပြီးအားလုံးအပြေးလွှာသွားကြည့်ကြပါတယ်။အမှောင်ထဲမှာဘန်ဟာခေါင်းမှာပြင်းထန်တဲ့ဒဏ်ရာနဲ့လဲကျနေတာကိုတွေ့ရပါတယ်။ထရီဘာကတော့ဘန်ဟာချော်လဲပြီးကြောက်ခဲနဲ့တိုက်မိတာလိုပဲအတင်းလဲပြောနေပါတယ်။ဂရေးကရှေးဦးသူနာပြုတ်တာနဲ့ဂျိုဒူဖုန်းကိုသွားယူခိုင်းပါတယ်။အဲ့ဒီအချိန်မှာပဲဘန်ကအမှန်တရားကိုဖွင့်ပြောလိုက်ပါတယ်။ထရီဘာဟာသူမကိုအတ္တမပြုခြင်းမှုစူးစမ်းခဲ့တာဖြစ်ကြောင်းပြောလိုက်တဲ့အခါဂျိုးရီဟာထိတ်လန့်သွားပါတယ်။ထရီဘာပြန်ရောက်လာတဲ့အခါမှာတော့သူကဂျိုဒူဖုန်းဟာဘက်ထရီကုန်နေပြီလို့အကြောင်းပြချက်ပေးပါတော့တယ်။ဒီအခြေအနေကိုသိလိုက်ရတဲ့အခါဂရေးကအနည်းဆုံးအကူအညီရနိုင်တဲ့နေရာဟာတောအုပ်ထိန်းသိမ်းရေးစခန်းဖြစ်ကြောင်းဒါပေမဲ့ကားလမ်းမရှိတာကြောင့်လေကိုအမြန်လော်ရင်တော့2နာရီကြာမယ်လို့ပြောပါတယ်။ဘန်ရဲ့အခြေအနေကဦးကောင်းခုန်ကွဲအပ်ထားတာကြောင့်အလွန်စိုးရိမ်ရပါတယ်။ဂရေးကအားလုံးကိုအထုပ်ပိုးပြင်ခိုင်းတဲ့အခါထရီဘာကအမှောင်ထဲမှာလှေစည်းရမှာကိုမကြေမနက်ဖြစ်နေပေမဲ့ဂရေးကတော့တခြားနည်းလမ်းမရှိဘူးလို့ပြက်ပြက်တသားပြောလိုက်ပါတယ်။သူတို့အားလုံးလှေပေါ်တက်ပြီးမြစ်ကြောင်းတိုင်းထွက်ခွာလာကြပါတယ်။လမ်းမှာဂရေးကဖုန်းတွေကိုအာသွင်းထားဖို့ပြောထားပါလျက်နဲ့အာမသွင်းထားမိတဲ့ထရီဘာကိုပြင်းပြင်းထန်ထန်စူပူတာကြောင့်သူတို့နှစ်ဦးကြားစကားများကြပါတယ်။ဘန်ဟာဝေဒနာခံစားနေရစဉ်မှာသူမရဲ့တငယ်ချင်းကာရစ်ဆာကအနားမှာရှိနေပေးပြီးအားပေးရှာပါတယ်။ခဏကြာမှတော့ဘန်ဟာအတက်ယောဂလိုမျိုးတုန်ခါလာတာကြောင့်ဂျိုးရီကသူမကိုတည်ငြိမ်အောင်ပြုစုပေးရပါတယ်။အချိန်ကအလွန်နှဲနေပါပြီ။ခရီးဆုံးရောက်ဖို့တနာရီခန့်အလိုမှာရေစီးအလွန်တန်းတဲ့နေရာကိုရောက်လာတာကြောင့်ဂရေးကအားလုံးကိုဘဲညာလှည့်ပြောင်းတွေကိုဂရုစိုက်ဖို့တတိပေးပါတယ်။အားလုံးကဂရေးရဲ့ညွှန်ကြားချက်အတိုင်းလှော့ခတ်နိုင်ခဲ့ပေမဲ့ထရီဘာတယောက်ပဲဘာလို့ရမှန်းမသိဖြစ်နေပါတယ်။ရလက်အနေနဲ့လှေဟာရေစီးတန်တဲ့အရှိန်ကိုမထိန်နိုင်ပဲတိမ်းမောက်သွားပါတော့တယ်။အားလုံးဟာအသက်ရှင်ဖို့အတွက်ရေထဲမှာတစ်ခုခုကိုအတင်းဆွဲကင်ထားကြရပါတယ်။ဂျိုးရီဟာကြောက်ဆောင်တစ်ခုကိုဆွဲကင်နိုင်ခဲ့ပြီးတခြားသူတွေကိုလှမ်းခေါ်ပါတယ်။ဂရေးကတော့တတိလစ်နေတဲ့ဘန်ကိုရေထဲကနေဆွဲထုတ်ပြီးဂျိုးရီရှိရာကြောက်ဆောင်စီခေါ်လာပါတယ်။ဂျိုးရီကဘန်ကိုအသက်ရှူပြန်သွင်းပေးဖို့စူးစမ်းနေစဉ်မှာဂရေးကကာရစ်ဆာကိုလိုက်ရှာပါတယ်။သူဟာထရီဘာကိုအရင်တွေ့ပြီးနောက်မှကာရစ်ဆာရဲ့အကူအညီတောင်းတန်ကိုကြားလိုက်ရပါတယ်။ဂရေးနဲ့ထရီဘာတို့ပူးပေါင်းပြီးကာရစ်ဆာကိုကယ်တင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျိုးရီကဂရေးကိုတီးတန့်ခေါ်ပြီးထရီဘာဟာဘန်ကိုတစ်ခုခုလုပ်ခဲ့တာတေချာကြောင်းနဲ့အခုလေမောက်တာဟာလည်းထရီဘာကတမင်တကာလေကိုနှိမ့်နှိမ့်လော်ခဲ့လို့ဖြစ်ကြောင်းသူမရဲ့တန်တရားကိုပြောပြပါတယ်။ဒါပေမဲ့ဂရေးကတော့ထရီဘာဟာဒီလောက်အထိရုပ်မာမဲ့သူမဟုတ်ဘူးလို့ညင်းဆိုပါတယ်။ထရီဘာရောက်လာတဲ့အခါမှာတော့သူတို့မောင်နှမနှစ်ယောက်ဟာဘာမှမဖြစ်သလိုဟန်ဆောင်နေလိုက်ကြပါတယ်။နောက်တနေ့မနက်မှာသူတို့ခီးဆက်ကြပါတယ်။တောအုပ်ထိန်းသိမ်းရေးစခန်းနဲ့နီးကပ်လာလေးထရီဘာဟာပို့ပြီးတော့ပြာရခတ်လာလေးပါပဲ။ကုန်းပေါ်ရောက်တဲ့အခါမိန်းကလေးတွေကမြစ်ကမ်းနားမှာစောင့်နေခဲ့ပြီးဂရေးနဲ့ထရီဘာတို့ကအကူအညီတောင်းဖို့စခန်းစီထွက်လာခဲ့ကြပါတယ်။လမ်းမှာထရီဘာကဂရေးကိုတားပြီးဒါတွေဟာမတော်တဆဖြစ်ရတွေတာဖြစ်ကြောင်းသူဟာအစမ်းခန့်ကာလအတွင်းမှာရှိနေတဲ့ရာဇဝတ်သားဟောင်းဖြစ်လို့ပြဿနာထပ်မတက်ချင်ကြောင်းငိုယိုတောင်းပန်ပါတယ်။အရင်တုန်းကဂရေးရဲ့ကိုစားသူထောင်ချခဲ့ဘူးတာကိုအကြောင်းပြပြီးဂရေးကိုကူညီဖို့တောင်းဆိုတဲ့အခါဂရေးကလည်းကူညီပါမယ်လို့ကတိပေးလိုက်ပါတယ်။စခန်းကိုရောက်တဲ့အခါဘယ်သူမှမရှိတာကြောင့်ဂရေးစိတ်ပူသွားပါတယ်။ခဏအကြာမှာတော့စခန်းဆောင်အရာရှိရောက်လာပါတယ်
ခရီးကမိန်းကလေးတစ်ယောက်ခေါင်းထိခိုက်သွားလို့ရဟတ်ယာဉ်အမြန်ခေါ်ပေးဖို့အကူအညီတောင်းပါတယ်။စခန်းဆောင်ကဖုန်းဆက်ဖို့အထဲဝင်သွားချိန်မှာတော့ Trevor ကဖုန်းကိုအတင်းလူယူပြီးအကူအညီမတောင်းနိုင်အောင်တားဆီးပါတော့တယ်။စခန်းဆောင်အရာရှိက Trevor ကိုတန်တရားဝင်သွားပြီးတနက်ထုတ်ကချင်းချောက်ပါတယ်။ Trevor ကအစပိုင်းမှာလက်လျှော့တယ်လို့ဟန်ဆောင်ပေမဲ့နောက်ဆုံးမှာတော့တနက်ကိုအတင်းလူယူရင်းရုံရင်ဆန်ခတ်ဖြစ်ကြပါတယ်။အခြေအနေကပိုဆိုးသွားပြီး Trevor ကစခန်းဆောင်အရာရှိကိုဓာတ်နဲ့ထိုးလိုက်ပါတော့တယ်။ Trevor ကဒီလူကငါ့ကိုအရင်တက်ဖို့ကြိုးစားတာလို့အကြောင်းပြပါတယ်။ခရီးကဒဏ်ရာရသွားတဲ့အရာရှိကိုကယ်တင်ဖို့ကြိုးစားပေမဲ့ Trevor ကတော့အပိုပဲလို့ဆိုပါတယ်။ခရီးကဒီလူအသက်ရှင်မှဘန်ကိုကယ်ဖို့ရဟတ်ရင်ရမှာမင်းလဲလူသက်သမားမဖြစ်မှာလို့ပြောပြီး Trevor ကိုနားဝင်အောင်ဖြောင်းဖြရပါတယ်။ဂရေးကစခန်းဆောက်အရာရှိကိုအသက်ကယ်ဖို့အသေးအတန်စူးစမ်းနေပေမဲ့ Trevor ကတော့ဖုန်းကိုရိုက်ခွဲပစ်လိုက်ပြီးဂရေးကိုသူ့ဘက်ကရက်တီဖို့အတင်းအကျပ်ဖိအားပေးပါတယ်။သူတို့နှစ်ယောက်ဟာအရာရှိကိုကားထဲထည့်ပြီးခြောက်ထဲချလိုက်ပါတယ်။ခဏအကြာမှာကားပေါက်ကွဲသွားတာကြောင့်သူတို့ရဲ့ရာဇဝတ်မှုကိုဖုံးကွယ်ဖို့အကွက်ဆင်လိုက်ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာမြစ်ကမ်းနားမှာစောင့်နေတဲ့မိန်းကလေးတွေစီပြန်လာခဲ့ကြပါတယ်။ Trevor လက်ထဲမှာတနက်ကိုမြင်လိုက်ရတဲ့အခါ Carissa ဟာကြောက်လန့်တကြားနောက်ဆုတ်သွားပါတယ်။ဂရေးကတော့အစီအစဉ်ပြောင်းပြီးနေဆက်ကင်းလဲအဖွဲ့ရှိရာစီသွားမယ်လို့ပြောပါတယ်။ဂျိုးရီကစခန်းဆောက်အရာရှိအကြောင်းမေးတဲ့အခါ Trevor ကတည်သွားပြီလို့ပဲတူတူတုတ်တုတ်ဖြေပါတယ်။ဂျိုးရီကဘန်ကိုရေထဲပြန်ခေါ်သွားရင်တည်လိမ့်မယ်လို့တားပေမဲ့ Trevor ကတော့နားမထောင်ပါဘူး။သူတို့လှေဆက်စီးလာရင်မြစ်လယ်မှာပဲဘန်ဟာဒဏ်ရာတွေနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ခဏအကြာမှာတော့ဂရေးကမိန်းကလေးတွေအလွန်ပန်းနေပြီဖြစ်လို့နားဖို့တောင်းဆိုပါတယ်။အဲ့ဒီအချိန်မှာလက်လျှောက်ခီးထွက်လာတဲ့ခီးသွားတစ်ယောက်နဲ့ဆုံပါတယ်။ထိုသူကအကူအညီလိုသလားရဟတ်ရင်ခေါ်ပေးရမလားလို့မေးပေမဲ့ Trevor ကတော့ဂျိုးရီဟာဆရာဝန်ဖြစ်ကြောင်းနဲ့ဘန်ကအနှဲငယ်ပဲထိခိုက်မိတာလို့လိန်ညာပြောဆိုပြီးထိုသူကိုပြန်လွှတ်လိုက်ပါတယ်။ထိုသူထွက်သွားတဲ့အခါ Trevor ကသူ့ကိုတပ်ပစ်ဖို့ပြောပေမဲ့ဂရေးကတားဆီးနိုင်ခဲ့ပါတယ်။သူတို့ကုန်းပေါ်တက်ပြီးဘန်ကိုမြုပ်နှံကြပါတယ်။ Carissa ကတော့ဒါဟာသူမရဲ့အပန်းဖြေခီးအစီအစဉ်ဖြစ်ခဲ့လို့အလွန်ဝမ်းနည်းပြီးငိုနေရှာပါတယ်။တောထဲမှာစခန်းချတဲ့အခါ Trevor ကဂျိုးရီနဲ့ Carissa တို့ကိုဂရေးရဲ့အမောင်ဖုံးနေတဲ့လှုပ်ဝက်ချက်တွေကိုဖွင့်ပြောပါတော့တယ်။အရင်ကဂရေးဟာမူရစ်စေဝါရောင်းဝယ်ဖောက်ကားခဲ့ပြီးအဖမ်းခံရမယ့်ဘေးကလွတ်အောင် Trevor ကအပြစ်အလုံးကိုခံယူပြီးထောင်ချပေးခဲ့တာဖြစ်ပါတယ်။ညဘက်မှာ Trevor က Carissa ဂရေးနဲ့ဂျိုးရီတို့ကိုကျိုးနဲ့တုပ်ထားလိုက်ပါတယ်။ဂျိုးရီကဂရေးကိုအတိတ်ကကိစ္စတွေမေးတဲ့အခါဂရေးကသူမခဲ့ကြောင်းနဲ့အခု Trevor လုပ်နေတာတွေကိုသူလုံးဝသဘောမတူကြောင်းပြောပါတယ်။ဂျိုးရီကသူမအသက်15နှစ်အရွယ်မှာTrevor ကသူမကိုစော်ကားခဲ့တာကိုဂရေးကဘာလို့ခွင့်ပြုခဲ့တာလဲလို့မေးလိုက်တဲ့အခါဂရေးဟာအလွန်အံ့ဩသွားပါတယ်သူကသူတို့နှစ်ယောက်ဟာချစ်သူတွေဖြစ်နေတယ်လို့ပဲထင်ခဲ့တာပါဂရေးကဒီတစ်ချိန်မှာတော့ဂျိုးရီကိုတေချာပေါက်ကူညီပါမယ်လို့ကတိပေးပါတယ်ခဏအကြာမှာတော့ Trevor ကိုတန်တရားဝင်နေတဲ့ခီးသွားမျိုးသားပြန်ရောက်လာပြီးဓာတ်ခံတွေကိုကူညီဖို့ကြိုးစားပါတယ်သူကဂျိုးရီကိုကြိုးပစ်ပေးနေတော့မှ Trevor နိုးလာပြီးထိုမျိုးသားကိုပြစ်တက်လိုက်ပါတယ် Trevor ကဒါဟာဂျိုးရီရဲ့အကွက်လို့ထင်ပြီးသူမကိုတတ်ဖို့ပြင်ပေမဲ့ဂရေးကလှေလော်ဖို့လူလိုသေးတာကြောင့်တားဆီးလိုက်ပါတယ်နောက်တစ်နေ့မှာတော့Carissa ဟာတေဆုံးသွားတဲ့အမျိုးသားရဲ့အိတ်ထဲကဓာတ်ကိုခိုးယူပြီးဝှက်ထားလိုက်ပါတယ်။သူတို့လေပြန်စီးကြတဲ့အခါအရှိမရေတံခွန်ရှိတာကြောင့်လူအင်အားအနည်းဆုံး၄ယောက်လိုတယ်လို့ဂရေးကပြောပေမဲ့ Trevor ကတော့မိန်းကလေးတွေကိုကြိုးဖြေမပေးဘဲဂရေးရဲ့ကျွမ်းကျင်မှုကိုပဲယုံကြည်ပြီးဆက်သွားဖို့အမိန့်ပေးပါတော့တယ်။ Trevor မသိအောင် Carissa ဟာအသက်ခံလိုက်ရတဲ့ခီးသွားစီကဓာတ်ကိုခိုးယူထားပြီးလှေကိုအပေါက်ဖောက်လိုက်ပါတယ်။ခဏအကြာမှာလှေထဲကိုရေဝင်လာတာကို Trevor သိသွားပြီးCarissa ကိုဆွဆွဲပေမဲ့သူမကညင်းဆိုပါတယ်။ဒါကြောင့်လှေကိုဖာထေးဖို့အတွက်ကုန်းပေါ်မှာခဏနားကြပါတယ်။အဲ့ဒီအချိန်မှာပဲအားလုံးအံ့ဩသွားအောင်ဂရိက Trevor ကိုစတင်တိုက်ခိုက်ပြီးတနက်ကိုလူဖို့ကြိုးစားပါတော့တယ်။သူတို့နှစ်ယောက်တပ်ပုတ်နေကြစဉ်မှာCarissa ကဂျိုးရီရဲ့ဂျိုးတွေကိုဖြည့်ပေးပါတယ်။ဂျိုးရီကCarissa ကိုနောက်လည်းမကြည့်ပဲအမြန်ပြေးဖို့ပြောလိုက်ပါတယ်။မိန်းကလေးနှစ်ယောက်တော်တဲကိုထွက်ပြေးသွားနိုင်အောင်ဂရေးကအချိန်ဆွဲတိုက်ခိုက်ပေးခဲ့ပေမဲ့မကြခင်မှာပဲ Trevor ရဲ့တနက်နဲ့အပြစ်ခံလိုက်ရပါတယ်။ Trevor ကသူတို့နောက်ကိုလိုက်လာတဲ့အခါဂျိုးရီကCarissaလွတ်မြောက်သွားအောင်ရန်သူအာယုံကိုလွှဲပြီးတခြားတစ်ဖက်ကိုပြေးပါတယ်။ Trevor ကဂျိုးရီနောက်ကိုပဲလိုက်လာပါတယ်။ဂျိုးရီဟာ Trevor ကအမြင့်ကြောက်မှန်းသိတာကြောင့်၆ကန်းပါးပေါ်ကနေရေထဲကိုခုန်ချလိုက်ပါတယ်။ Trevor ပြစ်လိုက်တဲ့ကြည်စံကသူမကိုမထိခဲ့ပါဘူး။ဂျိုးရီဟာရေကူးပြီးသူမရဲ့အကိုဖြစ်သူစီသွားကအသက်ရှင်အောင်ကြိုးစားဖို့အားပေးပါတယ်။သူတို့နှစ်ယောက်လှေပေါ်ပြန်တက်ပြီးထွက်ပြေးဖို့ပြင်ဆင်ကြပါတယ်။ Trevor ကသူတို့နောက်ကိုအမီလိုက်လာပေမဲ့သူရောက်လာတဲ့အချိန်မှာမောင်နှမနှစ်ယောက်ဟာလှေနဲ့လွတ်မြောက်သွားပါပြီ။အဲ့ဒီနောက်မှာ Trevor ဟာလှေလော်လာတဲ့တခြားလူနှစ်ယောက်ကိုတပ်ဖြတ်ပြီးသူတို့ရဲ့လှေငယ်ကိုလူယူကာဂျိုးရီတို့နောက်ကိုဆက်လက်လိုက်လံဖမ်းဆီးပါတယ်။အရှိမအလွန်ကြီးမားတဲ့ရေတံခွန်ကြီးရှိနေတာကြောင့်ဂျိုးရီဟာစိုးရိမ်နေပါတယ်။ Trevor ကသူတို့နောက်ကိုအမီလိုက်နိုင်သွားတဲ့အချိန်မှာပဲသူတို့အားလုံးရေတံခွန်ရဲ့အစွန်းကိုရောက်လာကြပါတယ်။ဂျိုးရီဟာဒီလိုအန္တရာယ်ရှိတဲ့နေရာမှာလှေလော်ဖို့အတွေ့အကြုံမရှိပါဘူး
ရေတံခွန်အစွန်းနားမှာဂရေးဟာလှေပေါ်ကပြုတ်ကျသွားပြီးဂျိုးရီကသူ့ကိုအတင်းဆွဲတင်ဖို့ကြိုးစားရပါတယ်။ကန်ဆိုးစွာပဲရေစီးကြောင်းကသူတို့ကိုဆွဲခေါ်သွားပြီးလှေဟာနောက်တစ်ကြိမ်တိမ်းမှောက်သွားပြန်ပါတယ်။ဂျိုးရီကတော့ဘေးကင်းရာကိုရေကူးနိုင်ခဲ့ပေမဲ့ဒဏ်ရာရထားတဲ့ဂရေးကတော့ရေတံခွန်ကြီးရဲ့အစွန်းနားအထိမျောပါသွားပါတယ်။ဒါပေမဲ့သူဟာကြောက်ဆောင်တစ်ခုကိုဆွဲကင်ထားနိုင်ခဲ့ပြီးဂျိုးရီကသူ့ကိုရေထဲကနေအမြန်ဆွဲထုတ်ခဲ့ပါတယ်။ဂျိုးရီဟာတတိလစ်တော့မဲ့အကိုဖြစ်သူကိုအတင်းနှိုးနေစဉ်မှာပဲထရီဘာကနောက်ကနေရောက်လာပြီးဂျိုးရီကိုဓားနဲ့ထိုးလိုက်ပါတယ်။ထရီဘာကသူမကိုလှောင်ပြောင်နေတဲ့အချိန်မှာပဲဂရေးဟာသူ့အသက်ကိုစတေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာထရီဘာကိုနောက်ကနေအတင်းဖက်ပြီး၆ကန်းပါပေါ်ကနေအတူတူခုန်ချလိုက်တာကြောင့်သူတို့နှစ်ယောက်လုံးတေဆုံးသွားကြပါတယ်။ဂျိုးရီဟာဝမ်းနည်းခြင်းနဲ့ဒဏ်ရာဝေဒနာတွေကြောင့်ကြောက်ဆောင်ပေါ်မှာလဲကျနေပါတယ်။ထိုအချိန်မှာပဲရဟတ်ရင်တံကိုကြားလိုက်ရပါတယ်။တကယ်တော့ကာရစ်ဆာဟာတောထဲမှာကယ်ဆယ်ရေးအဖွဲ့နဲ့ဆုံခဲ့ပြီးဂျိုးရီတို့အကြောင်းကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။ကယ်ဆယ်ရေးအဖွဲ့ဟာဂျိုးရီတို့ကိုလိုက်လံရှာဖွေနေတာပါ။ဂျိုးရီဟာနောက်ဆုံးလက်ကျန်အင်အားကိုစုစည်းပြီးမတ်တက်ရက်ကရဟတ်ရင်ကိုအချက်ပြပါတယ်။ကံကောင်းစွာပဲကာရစ်ဆာကသူမကိုမြင်သွားပြီးကယ်ဆယ်ရေးအဖွဲ့ကိုဆင်းခိုင်းလိုက်ပါတယ်။ဂျိုးရီဟာရဟတ်ရင်ပေါ်မှာစေကူတာမှုခံယူရင်းစိတ်သက်သာရာရစွာငိုကြွေးနေတာနဲ့အတူဒီရုပ်ရှင်ဟာပြီးဆုံးသွားပါတယ်